ဂျပန်မှာအိမ်ငါတော့မယ်ဆိုရင်မဖြစ်မနေသိထားတဲ့အချက်များဂျပန်ကိုအလုပ်လာလုပ်ကြပဲဖြစ်ဖြစ်အကြောင်းလာတက်တာပဲဖြစ်ဖြစ်နေထိုင်ဖို့အိမ်ငါရတဲ့ချိန်မှာအိမ်လေးပဲငှားတာဆိုတော့လွယ်မှာပေါ်လို့ထင်နေကြပါတယ်နော်ဒါပေမဲ့တကယ်တမ်းဂျပန်မှာအိမ်ငါတဲ့စနစ်ကမြန်မာနိုင်ငံနဲ့တော်တော်လေးကိုကွာခြားပါတယ်ရှင်စာချုပ်ကိုတေချာမဖတ်ဖက်လက်မှတ်ထိုးလိုက်မယ်ပေးရမယ့်ကုန်ကျစရိတ်တွေကိုမသိထားဘူးဆိုရင်တော့တင်းချီပြီးအပိုကုန်သွားနိုင်ပါတယ်တချို့လူတွေဆိုရင်အိမ်ကပြောင်းတဲ့အချိန်မှာတော့ deposit ပြန်မရတဲ့အထိကြုံတွေ့ရပါတယ်ဒီဗီဒီယိုထဲမှာတော့ဂျပန်မှာအိမ်ငါတော့မယ်ဆိုရင်မဖြစ်မနေသိထားတဲ့အချက်တွေစာချုပ်မချုပ်ခင်စစ်ဆေးရမယ့်အရာတွေအပိုငွေမဆုံးရှုံးအောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အိမ်မငှားခင်လိုအပ်တဲ့စာရွက်စာတမ်းများဂျပန်မှာအိမ်ငှားဖို့အတွက်ပထမဆုံးပြင်ဆင်ရမှာကစာရွက်စာတမ်းတွေပါပုံမှန်အဖြစ်ဆိုရင်တော့ resident card passport အလုပ်လုပ်နေသူဆိုရင်တော့ employment certificate လစာအထောက်အထားကျောင်းသားဆိုရင်တော့ student ID ဒါမှမဟုတ် enrollment certificate တွေလိုအပ်နိုင်ပါတယ်ဒါပြင်အရေးပေါ်ဆက်သွယ်ရမယ့်လူတစ်ယောက်ရဲ့ဖုန်းနံပါတ်ကိုလည်းတောင်းနေရှိပါတယ်နံပါတ်2 guarantor ဆိုတာဘာလဲဂျပန်မှာအိမ်ငှားတဲ့ခါမှာ guarantor ဆိုတဲ့စကားကိုမကြာခဏကြားရပါလိမ့်မယ် guarantor ဆိုတာအိမ်ငှားသူကအိမ်လကမပေးနိုင်တော့တဲ့အခါဒါမှမဟုတ်စာချုပ်ဖောက်ဖျက်ခဲ့ရင်တာဝန်ယူပေးရမယ့်အာမခံသူဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့လူအစား guarantor company ကိုအသုံးပြုတဲ့အင်ရှင်တွေများလာပါတယ်အဲ့ဒီ company ကိုလည်းအာမခံကြေးပေးရပြီးတော့တစ်နှစ်တစ်ကြိမ် renewal fee ပေးရတာမျိုးလည်းရှိနိုင်ပါတယ်ရှင်နံပါတ်3အိမ်ငှားတဲ့အခါပေးရတဲ့ငွေတွေဒီအပိုင်းကလူအများဆုံးအံ့ဩရတဲ့အပိုင်းပါရှင်လာစာပေးရတဲ့အိမ်လာကအပြင်တခြားကုန်ကျစရိတ်တွေလည်းရှိပါတယ်နော် deposit ဆိုတာအာမခံငွေဖြစ်ပါတယ်ခိမန်နီကတော့အင်ရှင်ကိုကျေးဇူးတင်တဲ့သဘောနဲ့ပေးရတဲ့ငွေဖြစ်ပြီးတော့အများအပြားတော့ပြန်မရပါဘူးရှင် agency fee ကတော့အကျိုးဆောင်ခဖြစ်ပါတယ် guarantor company fee first insurance blockchain fee စတဲ့ကုန်ကျစရိတ်တွေလည်းပါလာနိုင်ပါတယ်ဒါကြောင့်လစဉ်အိမ်လာကအရန်9000ပဲဆိုရင်တော့စောင့်ဝန်တဲ့နေ့မှာရန်2သိန်းကနေပြီးတော့4သိန်းကျော်အထိကုန်ကျနိုင်ပါတယ်နံပါတ်4စာချုပ်မချုပ်ခင်တေချာဖတ်ရမယ့်အချက်များစာချုပ်ထဲမှာပါတဲ့အချက်တိုင်းကိုတေချာဖတ်ဖို့အရင်အရေးကြီးပါတယ်နော်အထူးသဖြင့်စာချုပ်သက်တမ်းဘယ်လောက်လဲသက်တမ်းမပြည့်ခင်ထွက်ရင်ရောဒဏ်ကြီးရှိလားအိမ်မွေးတိရစ္ဆာန်ခွင့်ပြုလားဆေးလိပ်တောက်လို့ရလားအဲ့တဲ့အကြာကြီးတဲခွင့်ရှိလားအင်တာနက်ပါပြီးသားလား renewal fee ဘယ်လောက်ပေးရမလဲဒီလိုအချက်တွေကိုမသိဘဲနဲ့လက်မှတ်ထိုးလိုက်ရင်တော့နောက်ပိုင်းမှာပြဿနာဖြစ်နိုင်ပါတယ်နံပါတ်5အိမ်ဝင်ပြီးနောက်လိုက်နာရမယ့်အစည်းအကမ်းများဂျပန်မှာအိမ်ငှားနေတဲ့သူတွေကအိမ်စည်းကမ်းတွေကိုလိုက်နာဖို့အရန်ကိုအရေးကြီးပါတယ်။ညဘက်အတန်ကြကြမလုပ်ဖို့အမိုက်ကိုတတ်မှတ်ထားတဲ့နေ့မှာသာပြစ်ဖို့အမိုက်ခွဲစနစ်ကိုလိုက်နာဖို့ common area တွေကိုတန့်ရှင်းအောင်ထားဖို့လိုအပ်ပါတယ်။ဒီစည်းကမ်းတွေကိုမလိုက်နာဘူးဆိုရင်တော့ ancient ဒါမှမဟုတ် management company ကသတိပေးနိုင်ပြီးတော့ဆိုရတယ်ဆိုရင်တော့အစာချုပ်ပြဿနာအထိဖြစ်လာနိုင်ပါတယ်။နံပါတ်6အိမ်ပြောင်းတဲ့ချိန်ဘာတွေသတိထားရမလဲအိမ်ကထွက်တော့မယ်ဆိုရင်လည်းသတိထားရမယ့်အချက်တွေရှိပါတယ်နော်အိမ်တွေကပျက်စီးမှုတွေကိုစစ်ဆေးပြီးတော့ပြုပြင်စိတ်ကောက်ခံနိုင်ပါတယ်ဒါပေမဲ့ပုံမှန်အသုံးပြုမှုကြောင့်ဖြစ်လာတဲ့ဟောင်းနှံမှုကိုထက်နဲ့ကအမြဲပေးရမယ်လို့တော့မဆိုလိုပါဘူးဒါကြောင့်အိမ်ဝင်တဲ့နေ့မှာအခန်းအခြေအနေကိုဓာတ်ပုံရိုက်ထားတာကအရန်ကိုအသုံးဝင်ပါတယ်ထွက်တဲ့နေ့မှာလည်းတန်ရှင်းလှုပ်ထားပြီးတော့အိမ်အပ်တာက deposit ပြင်ရနိုင်ကြပို့ပြီးတော့ကောင်းပါတယ်ရှင်နံပါတ်9နိုင်ငံသားတွေအတွက်အကြံပြုချက်ဂျပန်စာမဖတ်တဲ့သေးဘူးဆိုရင်တော့စာချုပ်ကိုနားလည်တဲ့သူနဲ့အတူဖတ်ပါမရှင်းတာရှိရင်မိဖို့မရှက်ပါနဲ့ရှင်ဒီကြေးကဘာကြွလဲဒီပတ်စံပြန်ရနိုင်လားစာချုပ်မပြည့်ခင်ထွက်ရင်ဘာဖြစ်မလဲစတဲ့မိကွန်းတွေကိုကြိုတင်မေးထားတာကနောက်မှငွေကြေးပြဿနာတွေကိုကောက်ွယ်ပေးနိုင်ပါတယ်ဂျပန်မှာအိမ်ငှားတာဟာအိမ်လာကပေးုံနဲ့မပြီးပါဘူးနော်စာချုပ်ကိုနားလည်ဖို့ကုန်ကျစရိတ်တွေကိုကြိုသိထားဖို့နဲ့စီကံတွေကိုလိုက်နာဖို့ကအရန်ကိုအရေးကြီးပါတယ်ဒီအချက်တွေကိုကြိုသိထားမယ်ဆိုရင်တော့အပိုကုန်ကျစရိတ်တွေကိုရှော့ချနိုင်တယ်လို့အိမ်ရှင်နဲ့လည်းအဆင်ပြေပြေနေထိုင်နိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုကအသုံးဝင်နေဆိုရင်တော့ like လုပ်ပေးပါ channel ကို subscribe လုပ်ထားပြီးတော့ဂျပန်နိုင်ငံမှာနေထိုင်တဲ့မြန်မာတွေအတွက်အသုံးဝင်တဲ့အချက်လက်အသစ်တွေကိုဆက်လက်ကြည့်ရှုပေးပါရှင်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်